ဒီဗီဒီယိုလေးထဲမှာတော့နောက်ဆုံး test ပေါ့နော်12ခုမြောက် test ဖြစ်တဲ့ future perfect continuous test ကိုရှင်းပြပေးပါမယ်သူ့ရဲ့ pattern လေးကတော့ subject plus will plus have plus been plus verb ing plus object ပါOkay ဒါကကျတော့ဒီအနာဂတ်မှာပေါ့နော်အနာဂတ်မှာပြုလုပ်နေစေပေါ့နော်ပြုလုပ်နေစေအနာဂတ်တစ်ခုလောက်ထိပေါ့နော်ပြုလုပ်နေစေပြီးတော့အဲ့အနာဂတ်ကခန့်မှန်းလို့ရလဲရမယ်ခန့်မှန်းလို့မရရင်လည်းမရဘူးပေါ့နော်အဓိကတော့ဒီအနာဂတ်တစ်ခုလောက်ထိသူပြုလုပ်နေမှာပဲပေါ့အဲ့လိုမျိုးကြီးခန့်မှန်းတာ roughly အကြမ်းဖျင်းခန့်မှန်းတာမျိုးဖြစ်အတိအကျခန့်မှန်းလိုက်တာပဲဖြစ်အဲ့မျိုးခန့်မှန်းနေတာမျိုးမှာဒီ test ကိုတုံးပါလေအဲ့တော့ဥပမာလေးတွေတစ်ချက်ကြည့်ရအောင်ပေါ့နော်Okay, she will have been shopping for the whole day. For the whole day ဆိုတဲ့နေ့လုံးပေါ့နော် whole ဆိုတာတစ်ခုလုံးပြောတာ day ဆိုတာ the whole day ဆိုတာတစ်နေ့လုံးတစ်နေ့ကုန်ပေါ့တစ်နေ့ကုန်လောက်ထိတူရပါဖြစ်တာလဲ shopping ထွက်နေလိမ့်မယ်ဆိုအခုလဲသူထွက်နေတာပဲပေါ့နော်ထွက်နေနေမှာဒါပေမဲ့သူတစ်နေ့ကုန်လောက်ထိတစ်နေ့ကုန်ကမရောက်သေးဘူး future ထိတစ်နေ့ကုန်မပြီးသေးဘူးဒါပေမဲ့သူဘာဖြစ်တာလဲထွက်နေလိမ့်မယ်တစ်နေ့ကုန်ထိဆောင်ရွက်နေစေပေါ့နော်အဲ့ဒါမျိုးပြောတာပါ I will have been studying my startup since 2021ပေါ့နော် startup ဆိုတာကြတော့business စီးပွားရေးအသေးစားလေးတွေပေါ့နော်စီးပွားရေးအသေးစားလေးတွေပြောပါလေပုံမှန်ပြီး startup တွေကကျတော့2နှစ်3နှစ်4နှစ်5နှစ်လောက်ထိတက်တန်းရှိတဲ့စီးပွားရေးအမျိုးအစားတွေအကုန်လုံး startup လို့ခေါ်ပါတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ဒီစီးပွားရေးတေးလေးကိုသူကပြတာလဲစတင်လိမ့်မှာဘယ်တည်းရလဲ2021 2021ကလေးနဲ့ငါကပြတာလဲငါရဲ့စီးပွားရေးတေးလေးကိုငါကပြတာလဲစတင်နေလိမ့်မယ်2021လောက်ကြရနေငါစတင်နေမယ်ဆို21ကြရနေစလာတာအခုချိန်ကြီးသူစနေတော့မယ်နောက်ဘယ်လောက်ထိသူဘာဖြစ်တာလဲစနေမလဲတော့မသိဘူးသူအခုတော့စနေတာပဲနောက်လဲစအောင်မှာပဲပေါ့နော်အနာဂတ်တစ်ခုသူစနေမယ်အေးစပြီးသွားမှသူကစပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုမှအရှင်ကြမှာသူ perfect test ဖြစ်တော့မှအခုသူမပြီးသေးဘူးစမပြီးသေးဘူးစနေတော့မပြီးသေးဘူး2021ကြရနေသူစတင်ပြီးတော့စလာခဲ့လိုက်တာဘယ်အချိန်ထိသူပြီးနေုံလဲတော့သူမသိဘူးပေါ့နော်She will have been learning to drive a scooter for 1 hour. တနားလောက်တော့ not for 1 hour ဆိုတနားလောက်တော့ပေါ့နော်တနားလောက်တော့သူက to drive ဆိုတာမောင်းမှု scooter ဆိုတာစိုက်ကယ်လေးပေါ့နော် scooter လို့ဘာလို့မျိုးစိုက်ကယ်လေးပေါ့နော်အဲ့လိုစိုက်ကယ်အသေးလေးတွေကိုတဲ့မောင်းဖို့အတွက်တဲ့for 1 hour ဆိုတနားလောက်တော့တဲ့ she will have been learning သူကတဲ့လေ့လာနေရလိမ့်မယ်တဲ့သူဒီရဲ့ဆိုင်ငယ်လေးကိုမောင်းတင်ဖို့အတွက်ပေါ့နော်ဒီမောင်းတင်လေးစီးဖို့အတွက်တနားလောက်တော့သူမောင်းတင်ရလိမ့်မယ်ပေါ့နော်မောင်းတင်နေရလိမ့်မယ်ပေါ့ဆိုသူကချိန်ကားတစ်ခုတော့စပြီးသွားတယ်ဒါပေမဲ့သူအဲ့တနားရမရောက်သေးဘူးသူမောင်းတင်နေမှာတနားလောက်တော့ကြာမှာအဲ့တနားရမရောက်သေးဘူးအနာဂတ်အတွက်ခက်မှန်းတာပေါ့နော် He will not have been going to the airport before 10 o'clock before 10 o'clock ဆို10နာရီမတိုင်ခင်ပေါ့နော်10နိုင်မတိုင်ခင်သူဒီ airport ဆိုတာကြတော့လေဆိပ်ကို10နိုင်မတိုင်ခင်လေဆိပ်ကိုတဲ့ he will not have been going သူကတွားတင်းမှာတော့မဟုတ်10နိုင်မတိုင်ခင်တော့သူကလေဆိပ်ကိုတွားတင်းမှာတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးအနာဂတ်အတွက်သူကခက်မှန်းတာပေါ့သူလုံနေစေမဟုတ်ဘူးပေါ့နော် we will have been working on this project since January on this project ဆိုတာဒီ project အတွက်เนาะ since January ဆိုတော့ဒီ January လာဇန်နဝါရီလကလေးอ่ะဗောနော်ဇန်နဝါရီလကလေးอ่ะနေတဲ့ဒီရဲ့ project ကိုတဲ့ကျွန်တော်တို့ကတဲ့အလုပ်လုပ်လာခဲ့တာတဲ့ပြောချင်တာကကျတော့ကျွန်တော်လက်ကလေးစပြီးကျွန်တော်တို့ဒီအလုပ်လုပ်ဒီ project ကိုကျွန်တော်အလုပ်လုပ်ပါလိမ့်မယ်အလုပ်စလုပ်ပါတော့မယ်ပေါ့ဆိုတော့ကျွန်တော်လက်ကလေးစပြီးတော့ဘယ်လောက်ထိသူကဘာဖြစ်တာလဲဘယ်လောက်ထိသူတွားပြီးတော့ဒီ project ကိုလုပ်မယ်ဆိုတာမသိဘူးပေါ့နော်I will not have been laughing at laugh at ကကြတော့ LAUGH နဲ့ AT laugh at ဆိုရတဲ့နှစ်ခုကတွဲသုံးတယ်ပေါ့နော် laugh at him ဆိုတော့သူ့ကိုလောင်တယ်သူ့ကိုရှိတယ်ပေါ့နော်laugh at me ဆိုတော့နင်းကောက်လောင်တယ်မင်းကောက်ရှိတယ်လို့သုံးပါတယ်ပေါ့နော်အဲ့တော့ for the whole day ဆိုတာခုနကပြောလို့တနေကုန်ပြီးတော့ငါသူ့ကိုတော့ဖြစ်တာလေလောင်နေလိမ့်မှာတော့မဟုတ်ဘူးဆိုတော့အခုလဲလောင်နေပြီပေါ့နော်ငါနဲ့တနေကုန်လောက်ငါသူ့ကိုတနေကုန်လောက်ထိတော့လောင်နေမှာတော့မဟုတ်ဘူးပေါ့အခုလောင်နေဒီတနေကုန်တောက်လျှောက်ကြီးဒီတောက်လျှောက်လောင်နေမှာမဟုတ်ဘူးပေါ့နော် he will have been singing for the rest of the time rest ဆိုတာကျတော့ဒီမှာကျအနားယူတယ်လို့မဟုတ်ဘူးเนาะ rest ဆိုတာကြံရှိနေတော့ပေါ့เนาะ of the time ဆိုတာကိုယ့်ရဲ့ဒီ time အချိန်ကိုယ့်ရဲ့အချိန်ဘဝအချိန်ကိုယ့်ရဲ့ကြံနေနေတဲ့ဘဝအချိန်မှာတဲ့ तू ကတော်ဖြစ်တာလဲ तू ကတချင်းကြီးပဲစိုးနေပါလိမ့်မယ်ပေါ့ဆိုတော့အနာဂတ်အတွက်ခက်မှန်းတာ तू တချင်းကြီးပဲတောက်လျှောက်စိုးသွားနေလိမ့်မယ်ပေါ့အခုလဲစိုးနေတယ်အခုလဲ तू စိုးနေဇဲပဲတောက်လျှောက်လဲ तू တချင်းကြီးပဲစိုးနေမှာပဲပေါ့เนาะ
We have been swimming in the resort swimming pool for 3 hours ပေါ့နော်ငါတို့ကဖြစ်တာလေရှေးဒီရဲ့ resort ဆိုတာက hotel လိုမျိုးအပန်းဖြေနေရပါတော့ resort ကျတော့ဘာတွေတာလဲဆိုချင်းတို့ရေကူးကန်တို့ပျော်စရာလေးတွေပေါ့နော်လိုမျိုးတွေပါတယ် library ပေါ့နော်အချို့ hotel လည်းပါတယ်ဒါပေမဲ့ကို resort ကျဘာတွေရှိဘာအနည်းနားမှာရှိရများလဲဆိုရှင်တောင်တန်းတွေလို့ပြီးရှင်ပင်လယ်တွေလို့အဲ့လိုမျိုးများနားမှာရှိတာများတယ်ပေါ့နော်ဒီအဓိကကိုယ့်ဘဝဝင်ချင်းမှာဒီကစားတာနဲ့ဒီပန်းဖြေဆန်နဲ့ပတ်သက်တဲ့အရာတွေပေါ့နော်အဲ့လိုလေးရှိတာများတာ resort လို့ခေါ်ရပါအဲ့တော့ resort ရဲ့ဒီရေကူးကန်မှာငါတို့တွေကဘာဖြစ်တာလဲ3နိုင်တောင်ငါတို့ရေကူးနေလိမ့်မယ်ပေါ့အခုလည်းသူရေကူးနေတာပဲဒါပေမဲ့3နိုင်လောက်ထိသူရေကူးနေလိမ့်မယ်ဆိုတော့အနာဂတ်အတွက်ခက်မှန်းတာပေါ့နော်ငါတို့ရေကူးတာ3နိုင်လောက်တော့ကြာလိမ့်မယ်3နိုင်လောက်တော့ရှိလိမ့်မယ်အဲ့လိုပြောတာပေါ့နော် Sam နဲ့ will have been removing the waste from the backyard tomorrow ပေါ့နော်backyard ဆိုတာကျတော့ဒီအနောက်ဖေးခြံကိုပြောတာပါfrom the backyard ဆိုအနောက်ဖေးခြံကနေ the waste ပေါ့နော် waste ဆိုတာဒီမလိုအပ်တဲ့အတုံးမလို့တဲ့အရာတွေပေါ့ဆွတ်ပစ်ထားတဲ့အရာတွေပေါ့နော်ဒီမလိုအပ်တဲ့ဆုံးဆွတ်ပစ်ထားတဲ့အရာတွေမလို့အတုံးနေတဲ့ဟာတွေကိုတဲ့ some ကတဲ့ will be have been removing ရွှေ့နေလိမ့်မယ် remove ဆိုတာဖယ်ရှားပေါ့ဖယ်ရှားနေလိမ့်မယ် tomorrow မနေ့ပြန်ဆိုလို့ရှိရင် some ကအနောက်ဖေးမှာရှိတယ်မလိုတဲ့အတုံးဆောင်ဒီမလိုတဲ့ဆွတ်ပစ်ပစ္စည်းတွေအကုန်လုံးမှာဖြစ်တာလေသူကဖယ်ရှားနေလိမ့်မယ်ဆိုတော့ဖယ်ရှားနေလိမ့်မယ်ပေါ့နော်မနေ့ဖက်လောက်ဆိုရင်ရှယ်ရှားနေလိမ့်မယ်ဆိုဒီအချိန်မှာ तू ကအဲ့ဟာကို तू လုံနေမှာဒီဟာကိုဖယ်ရှားနေမှာပေါ့နော် We have been conducting a surprise test today conducting ဆိုတာစီမံခန့်ခွဲတာဦးဆောင်တာပေါ့နော် surprise test surprise ဆိုတာကျတော့မမျှော်လင့်တဲ့အရာပေါ့နော်အော်တစ်စီရမမျှော်လင့်တဲ့အရာ test ဆိုတာကျတော့စမ်းဆောင်ဝဲရရတယ်ပေါ့နော်ဆောင်ဝဲရရတယ်ဒါမှမဟုတ်လဲစစ်ဆေးမှုဆိုလို့ရှိနေရတာပေါ့နော်မမျှော်လင့်တဲ့စစ်ဆေးမှုတစ်ခုကိုငါတို့ကဒီနေ့တော့ဖြစ်တာလေလုံနေရလိမ့်မယ်ဒီနေ့လုံနေရလိမ့်မယ်အခုတော့မလုပ်ရသေးဘူးဒါပေမဲ့ဒီနေ့တော့သူလုံနေရလိမ့်မယ်ပေါ့နော်ခံမှန်းတာ